နှစ်ပေါင်း100ကျော်ဆရာဆက်ဆက်သာသနာပြုခဲ့ကြသောကျောင်းလျာတော်ဘုန်းကြီးကျောင်းဤသာသနာပုံရိပ်များသာသနာစာအုပ်များကိုကြီးညိုတရာပွားနိုင်ကြပါစေ